မိတ်ဆွေရဲ့ဖုန်းက14နေရလားဒါဆိုရင်တော့ကျွန်တော်ယခုပြထားတဲ့လေးကိုတစ်ချက်လောက်လိုက်လုပ်ကြည့်လိုက်ပါအရင်ဆုံးဖုန်းရဲ့ setting တွေကိုတွားလိုက်ပါဖုန်းရဲ့ setting တွေက additional setting တွေကိုတစ်ချက်ဝင်လိုက်ပါ additional setting တွေက development option တွေကိုဝင်ရမှာပါဒါပေမဲ့ဒီဖုန်းမှာက development option ကမပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်ပြန်ထွက်ပြီးတော့ my device တွေကိုတစ်ချက်လောက်ဝင်လိုက်ပါ my device တွေကကျွန်တော်တို့ OS version တွေကို9ချက်လောက်နှိပ်ပေးပါခင်ဗျအကြလို့ရှိရင်တော့ you are now ရဲ့ development ဆိုပြီးပေါ်လာပါမယ်ဒါလေးကတော့ lock ခံထားလို့ lock လေးတစ်ချက်လောက်ဖွင့်လိုက်တာနဲ့ you are now ရဲ့ development ဖြစ်လာပါပြီခင်ဗျအကြရင်တော့ကျွန်တော် development option ပေါ်လာဖြစ်တဲ့အတွက်ကြောင့် additional setting တွေကိုပြန်သွားလိုက်ပါ additional setting တွေကကျွန်တော် development option တွေကိုတစ်ချက်လောက်ဝင်ပေးရပါမယ်ခင်ဗျဝင်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အောက်လေးကိုနည်းနည်းလေးစိတ်ရှည်လေးနဲ့ဆွဲချကြည့်လိုက်ပါတော့ဒီအောက်ဘက် channel လေးကိုနည်းနည်းလေးသွားလိုက်ပြီးဆိုရင်အမှကျွန်တော်တို့animation တွေပေါ်လာမယ်ပေါ့နော်အဲ့မှာဗာရေးထားလဲဆိုတော့ကျွန်တော်တို့ window animation တွေ window animation scale တို့အဲ့ဒါတွေကိုကျွန်တော် off မယ် transition animation scale ကို off မယ်ပြီးတော့ရှင် animator အဲ့ဒါတွေကျွန်တော်တို့ off မယ်ပေါ့နော် off လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီဖုန်းကကျွန်တော်တို့ animation တွေပျောက်ပြီးတော့စက်တွေရဲ့အဝင်ထွက်တွေမှာပေါ့ပွားနဲ့လှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ